ယောက်ျားမိမတို့ happy time လေဟုတ်တယ်လေ happy time ကျင်လို့ပဲမင်းတို့ဒီကိုခေါ်တာဟုတ်ပါတယ်အဲ့ဒီ happy time ကပြောတာမဟုတ်ဘူးယောက်ျားတင်မောပေါ်မှာရှိတော့လေမိမအမြဲတက်တက်ပြီးနေ happy time အခုဆိုလို့ရှိရင်မိုးငါ့မှာတစ်ထွက်အောင်ပါဟုတ်လားကောင်းတော့ဗောနောက်ခါယောက်ျားတင်မောတက်ရင်မိုးငါ့ပါထည့်ပြီးလဲ happy time ယောက်ျားတို့နိုင်ငံသားမှာတည်းရဲ့လူတွေကမြန်မာပြည်မိုးငါ့တိတ်ပြောနေတာရှင်းလေလေကျမ happy time ထွက်သမျှကိုလေရှမ်းခောက်ဆွဲတို့ဘူးနွေဝါဥတို့ဘူးနွေအိုးထွက်သမျှအကုန်ထည့်ပြီးတာရှင်းမရိုးပါအောင်နော်အခုလည်းမိုးဟင်းငါအေးငါကျတော့ happy time ဘာလို့ကြိုက်တာလဲဆိုတော့ထုတ်ပုံမှုပုံစံလည်းမိုက်တယ်ပြီးသွားရင်နောက် expert လည်းကောင်းတယ်စားရတဲ့အရာသာပဲကြိုက်တယ်အားကြောင့်ငါမိမအမြဲတမ်းထည့်ခိုင်းတဲ့ happy time ဟုတ်ပါပြီထွက်တယ်ဆိုလည်းထည့်ပေးပါမယ်အခုမိမပြောချင်တာကလေဘာလဲဆိုတော့အဲ့လိုလေစီးပွားရေးလုပ်ချင်တာရောက်တော့တယ်ဒီလားကဲဟုတ်ပါပြီမင်းစီးပွားရေးလုပ်ချင်တာနောက်မှထားအခုကိုတို့အရင် happy time အောင်ဟာရှင်းရလေ happy time ကိုကြိုက်ရတဲ့ချက်တွေကိုယောက်ျားကိုပြောပြမင်း happy time ဘာလို့ကြိုက်တာလဲဆိုတော့ happy time ကကြောင်နေစားကြီးပဲသုံးထားတယ်ချုံမုံမပါဘူးဟင်းသီးဟင်းရွက်မှုတ်ပဲသုံးထားတယ်နောက်ပြီးွားရင် expert ကလည်း6လလောက်ပါတယ်ဆိုတော့ရှင်တို့တင်းမောပေါ်ပို့ရလဲအဆင်ပြေတယ်ဝါရင်း3လဥပုပ်ဆောင်နဲ့တက်လွတ်စားတယ်ရှင်လို့သူတော်ကောင်းကြီးတွေ့လဲသူကတက်လွတ်ဖြစ်သေးတာပြီးွားလို့ရှိရင်တက်လွတ်လေဘာတွေဟိုနေလဲဖီးဆိုသမားကြီးတွေ့လဲလေ happy time ကဝါဥရှမ်းခောက်ဆွဲနဲ့ဝါဥတို့ဘူးနွေရဆိုလို့ရှိရင်လေစီးချိုသမားကြီးတွေ့လဲစားလို့ရတယ်ရရှိနိုင်မယ့်နေရာတွေပြောပြရရှိနိုင်မယ့်နေရာတွေကတော့ micro section micro ခဝဲချန် ocean ကရန်ကုန်ကနေရောရတယ်နော်နောက်ပြီး marketplace one stop max kitchen ဘာပြီးသွားလို့ရှိရင် GNG နဲ့ capital တွေမှာလည်းရနိုင်ပါတယ်ဖုန်းနံပါတ်ကဒီပါရတဲ့ဖုန်းနံပါတ်ကိုရိုးရိုးဖုန်းနံပါတ်ကိုပြောပြမယ်နော် Viber ဖုန်းနံပါတ်ကကြတော့3994242838နဲ့ရိုးရိုးဖုန်းနံပါတ်ကရော3996999988တို့ဆက်သွယ်မှအောင်နိုင်ပါတယ်ရှိသေးရဲ့ရှင်မမေးလဲကျွန်မပြောပြအောင်ပါ Happy Time အသင့်စားရှမ်းခောက်ဆွဲတို့ဘူးနွေးဆိုတော့ page လည်းရှိသေးရဲ့နော်အဲ့ဒါလေးကို like and follow လေးလုပ်ပေးထားပါအောင်အားလုံးကျေးဇူးတင်ပါတယ် Happy Time နော် Happy Time